ပကံဖျားတွေကိုဖူးတဲ့အခါဒီအတိုင်းတန်းဖူးလိုက်တာထက်ဆိုင်ရင်တမိုင်းကြောင်းတွေအဖြစ်အပျက်တွေထူးဆန်းထွေလာတွေပွဲတော်တွေကိုတည်ထားရင်ပို့ပြီးတော့ကြည်နိုးစရာကောင်းပါတယ်အထက်မှာကောင်းမှုလုံးအလယ်မှာရွှေစည်းကုံအောက်မှာရွှေတကုံဆိုတဲ့စကားအတိုင်းအနော်ရထားမင်းမြတ်နဲ့ကျန်စစ်တာမင်းမင်းတစ်ပါးတီထားကိုးကွယ်ခဲ့တဲ့ပကံမြို့ရွှေစည်းကုံဇေဒီဟာအတွင်းအံပွဲ9ပါးအပြင်အံပွဲ9ပါးပေါင်းအံပွဲအဆက်10ပါးနဲ့ပြည့်စုံတယ်လို့လူများကယုံကြည်ထားကြပါတယ်အတွင်းအံပွဲ9ပါးကတော့နံပါတ်1ထီးတော်ဟာအလွန်ကြီးတော့လဲတန်ကြိုးမဆိုင်ရခြင်းနံပါတ်2စေရီရဲ့အရေးဟာတတိုင်းအပြုတ်ပတ်တော့မရောက်ခြင်းနံပါတ်3စေရီရဲ့ထိတ်ကနေရွှေဆက်ကိုပစ်ချလင်အပြင်တော့မရောက်ခြင်းနံပါတ်4စေရီရဲ့မဟာယန်တိုင်းအတွင်းလူတွေဘလောက်များများပြည့်ကျက်မနေခြင်းနံပါတ်5တဆောင်မုံလာပြီးပွဲတော်တွင်ပထမတပိတ်တော်၌မိသူမြစွမ်းဦးမတင်နိုင်ခြင်းနံပါတ်6အဝေးကကြည်လျင်ကုန်းအတွင်းမှကြည်လျင်ကျင်းတစ်ဖွဲထင်ရခြင်းနံပါတ်9စီရီရဲ့တစ်ဖက်ကနေတီးရဲ့အစီအတန်ကိုအခြားတစ်ဖက်ကမကြားရခြင်းနံပါတ်10မိုးတဲရန်စွာရွာတော့လဲစီရီရင်ပြင်း၌ရေမတင်ခြင်းနံပါတ်9ဇီရီတော်အရှိတောင်တောင်မှာရှိတဲ့ခီးရပင်ဟာစနေရာသီပွင့်ချင်းတို့ဖြစ်ပါတယ်။ဒါကြောင့်ပဲရှေးရခင်ကနေယနေ့တိုင်အစင်းဆက်မှတ်ချကြတာကတော့တကိုးမှာရွှေစည်းကုံအနုမှာအာနန္ဒာဒုမှာဓမယံအမျက်မှာတပ်ပင်ညုဆိုပြီးဖြစ်ပါတယ်နောက်တစ်ခါအပြင်အံပွဲ9ပါးခါတော့နံပါတ်1အေယာရီမီကန်ဇာရေးစည်းအတွင်းဆွဲတော်တင်လာတဲ့စင်ဖြူတော်ဝက်စင်းတဲ့နေရာဟာတဲတောင်ဖြစ်လာခြင်းနံပါတ်2အဲ့ဒီတဲတောင်တွေဟာကြောက်ဖြစ်လာခြင်းနံပါတ်3အေယာရီမီကြီးဟာဇေရီတော်ကိုဥခတ်ရေးဝယ်စီစဉ်ခြင်းနံပါတ်4မဟာယန်တိုင်းဟာ10ပဲ14.16ဧကကျယ်ဝန်းခြင်းနံပါတ်5ဇေရီတီယာတွင်တူရင်တော်မှာကြောက်များကိုပကံပြည်သူတို့လက်ဆင့်ကမ်းတည်ယူကြခြင်းနံပါတ်6ကြောက်တဲ့ယူသူများအရေးရဟုရန်မန်ကြီးပင်များချစ်ချင်းပေါက်လာခြင်းနံပါတ်9ကြောက်တဲ့ယူကီမန်ကြီးပင်များပျောက်ကွယ်ပွားခြင်းနံပါတ်8ရွှေစည်းကုံဇေဒီအရှိမျက်နှာစာလေကားအနီးရှိရေမန်အတွင်း၌ဇေဒီအရေးထင်ခြင်းနံပါတ်9ဇေဒီကိုအဝေးမှကြီးပါကကုန်းမင်းပေါ်တွင်တည်ထားသည်ဟုထင်ရခြင်းတို့ဖြစ်ပါတယ်ရွှေစည်းကုံဇေဒီနဲ့ပတ်သက်လို့တည်ထားစရာတခြားအကြောင်းအရာတွေလည်းမရရှိပါသေးတယ်နောက်တဲ့ဗီဒီယိုဒီမှာပြောပြပေးပါမယ်ခင်ဗျာပကံဖျားနေနဲ့ပတ်သက်လို့တမန်ကြောင်တွေတပ်ပုံရိုက်ဖို့ကောင်းတဲ့နေရာတွေဒေါ်လာလေဘတ်ဖို့နေရာတွေစမ်းရိုက်ဆန်းဆက်ကြည့်လို့အရန်လာတဲ့နေရာတွေတဲခုဖို့ဟိုတယ်တွေစားသောက်ဆိုင်တွေအဖြစ်အပျက်တွေထူးဆန်းထွေလာတွေပွဲတော်တွေစားတဲ့အကြောင်းအရာအားလုံးကိုသိရဖို့အတွက်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးကြပါခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်